မင်းကောင်မေ့လိုက်တော့မေ့လိုက်တော့ဟုတ်လားမင်းဟုတ်တယ်မင်းကလူကြီးလူကောင်းဆန်အောင်ငါဘယ်လောက်ထိပြုတ်ရင်မင်းရဲ့ပင်ကိုစရိုက်နဲ့ဗီဇာအခုချိန်ဒီရင်တိုင်းပဲမင်းလိုခတ်တုံးတုံးခက်ညံ့မင်းမမျိုးပါလေငါလက်ထပ်ပြီးယူရလောက်မင်းမမျိုးမဟုတ်ဘူးရှင်ဘာမှပေါ်ပြီးပြောမနေနဲ့ဒီဖုန်းကရေးထီးုံနဲ့တော့ဘာမှမဖြစ်ဘူးဒါပေမဲ့မင်းကဘာပဲလဲလို့တတိနဲ့လှုပ်လို့ငါပြောထားတယ်လေမင်းမနိုင်ငံတတ်တဲ့အုံတော့မရှိဘူးလားဟေးဘာလဲပြောဟယ်လိုကိုကြီးဘာဖြစ်နေရလဲအတန်လည်းမကောင်းပါလားမင်းငါစီဖုန်းဆက်တာဘာအရေးကြီးကိစ္စရှိနေလို့လဲအေးရှိရင်ပြောမရှိနေတာပဲငါဒီမှာစိတ်ရမ်းရှုပ်နေတယ်ကိုကြီးတိုင်းမင်းအလုံးမအောင်အဆင်ပြေရလားငါဒီကြားထဲကမင်းကိုဖုန်းဆက်ဖို့လုပ်ပါသေးတယ်ကွာမင်းကအလုံးအားမှာဆိုတော့ငါဆက်ပြတယ်အေးကွာဟာလေဒီရရဲ့လောက်ကတစ်ဆိုတော့မနေ့သားကြောင်စူးစမ်းနေရတာကွာငါလည်းမင်းကိုသတိရပါတယ်ကွာအဲဒီကြားလည်းအားလို့ရှိရင်ငါခီးတို့တွေပါတော့ကြမယ်ခါအမြဲအားပါတယ်ကွာမင်းနဲ့အားအောင်လုပ်တာဟောရဒါနဲ့လေစိုးလေးတော့မင်းမရပါရင်ဟာဟုတ်လားဟာဒီကောင်ဟောအောင်ဖေးငါလည်းမနေ့ကမှဝေကြီးပြောလို့သိတာဩဒါနဲ့လေမင်းရောဘယ်တော့လဲငါလိုပါသေးရဲ့ကွာငါလုပ်တယ်အများကြီးစူးစမ်းချင်နေရဲ့ကွာမိမယူပေးစားတော့တော့ရေးမကြည့်ပါခေါ်ရsorry ပါနော်ကိုကြီးဒီဖုန်းကရေးထီးုံနဲ့တော့ဘာမှမဖြစ်ဘူးဒါပေမဲ့မင်းကဘာပဲလဲလို့တတိနဲ့လှုပ်လို့ငါပြောထားတယ်လေမင်းမနိုင်ငံတတ်တဲ့အုံတော့မရှိဘူးလားထားလိုက်တော့နောက်ကဘာပဲလို့တတိနဲ့လှုပ်ကြားလာဒီမှာစားမယ်နေဖုန်းအသက်ဝယ်ထားတာဟုတ်တယ် Oppo A17K ဖုန်းလေးကိုရသူနဲ့စင်တူကန်ရအောင်ဆိုပြီးတော့ငါ့ကိုလက်ဆောင်ဝယ်ပေးထားတာငါတို့နေနဲ့စင်တူဖြစ်အောင် Oppo A70K ဖုန်းလိုက်ဝယ်ရတော့မယ်ထင်တယ်နေမျက်နှာလည်းမကောင်းပါလားဘာစကားမှလည်းတိတ်မပြောဘူးနေဘာဖြစ်နေရလဲနင်းကိုကြီးနဲ့ရံဖြစ်ထားပြန်ပြီလားအဲ့ဆိုရင်နေအခုဘာဖြစ်နေရလဲဘာမှမဖြစ်ပါဘူးဟာပြီးတော့ငါဘာမှလည်းစားချင်လည်းမရှိဘူးငါပြန်တော့မယ်နောက်မှတွေ့မယ်အေးပါသွားပြီအေးပါနေရဖိုးရင်ကလေးကကိုချိန်ဒီငါချစ်တီကိုလီလီရှူနေလို့မယ်နော်မနေ့ကပိုင်ဆိုင်ချင်မအောင်မီရဲ့ဒါမဲ့ငါတိတ်ချရတဲ့နေ့တော့မြဲတမ်းပျော်နေချင်တာပဲမြင်ချင်မိတယ်အဲကြောင့်နေအမြဲတမ်းပျော်နေပြီပါ
အေးဘယ်လိုရတော့အေးမင်းပို့တာစီးနေတော့လွဲနေနော်အေးတတိယဆိုရင်ငါ့ကိုပဲဆိုမှာအေးမင်းဒီညရဲ့စီးနေသေးချာပြန်လို့တာမနေ့ကျရင်စီးနေအကုန်လုံးမှန်နေအောင်မြင်ချင်တယ်မင်းအမားနဲ့ငါမှမဖြစ်ချင်ဘူးနော်အေးဟုတ်ပြီဒါပဲအေးဘာလဲပြော ဟယ်လိုကိုကြီးဘာဖြစ်နေရလဲအတန်လည်းမကောင်းပါလား မင်းငါစီဖုန်းဆက်တာဘာအရေးကြီးကိစ္စရှိနေလို့လဲအေးရှိရင်ပြောမရှိနဲ့ဒါပဲဒီမှာစိတ်ရမ်းရှုံနေတယ် ကိုကြီးကိုကြီးကတကယ်ပဲမနှက်ဖြန်မေးရဲ့မွေးနေဆိုတာမေးနေရအောင် Happy birthday မေငါနဲ့ရန်နာနဲ့နင်းအတွက်အိတ်ဝယ်ပေးထားတာအဲ့ပစ္စည်းကတော့ရောက်မလာသေးဘူးမွေးနေ့မမီလို့ sorry ပါနော်မေ ရပါတယ်ဟာနင်တို့ညငါနာမှာရှိနေတာအဲ့မွေးနေ့လက်ဆောင်ထပ်ပို့ပြီးတော့ငါတို့တန်ဖိုးရှိပါတယ်ဟာ ဟဲ့ဒါနဲ့နေကိုမလာသေးဘူးလားငါနဲ့ဟိန်းထက်ကလေနေကိုကြည့်ပြီးအရန်အားကြနေကြတာသိလားနေကိုရလေအလုံးနဲ့အရန်ကြိုးစားတာပဲအလုံးစမှာအလုံးတော့နောက်ပြီးတော့နင်းထက်လက်အသက်ပိုကြီးတယ်ဆိုတော့နေကိုအရန်ချစ်ပြီးတော့အရန်ကျူးဆိုင်ပြီးအရန်လုံလိုက်မှာပဲနော်မင်းငါစီဖုန်းဆက်တာဘာအရေးကြီးကိစ္စရှိနေလို့လဲအေးရှိရင်ပြောမရှိနဲ့ဒါပဲဒီမှာစိတ်ရမ်းရှုံနေတယ် ဟဲ့မေကိုကြီးကြောင်ပြောလိုက်တာနဲ့ပဲအာရုံကကိုကြီးစီကိုရောက်သွားပြီလားပြောကိုမပြောချင်ဘူးနေကိုမလာသေးဘူးလား အာဟိုကိုကြီးကလေဟိုဒီနေ့သူ့ရုံးမှာအရေးကြီးတဲ့မီတင်ရှိလို့တဲ့အဲ့ဒါမနေ့ကကြိုပြီးတော့ငါ့ကိုမွေးနေ့လုပ်ပေးပြီးသွားပြီ အမလေးရိုးလိုက်တာဟဲ့ အာနင်တို့ရဲ့ဘိုက်စာနေပြီမလားမှားတော့လေငါမွေးနေ့ဆိုတော့နင်တို့စားချင်တာဒါမှ ဟုတ်တယ်ငါရင်ပိုက်စာလေး မှားပါ အဲ့တော့ငါကြိုက်တာမှားလိုက်တော့မလား စားကြမှာ ဟေးအဲ့ဆိုငါတို့ဒါပဲစားလိုက်တော့ အဆမှားလိုက်တာပဲနော် ချစ်တာပေါ့ချစ်တာပေါ့အများကြီးချစ်တယ်အများကြီးချစ်တာဟုတ်ပြီလားအန်တွေ့မယ်လေရပါတယ်အားတယ်နော်အောင်လုပ်ပြီးဟုတ်ပြီလားဒါပဲနော်အပါမင်းကောင်မေ့လိုက်တော့ မေ့လိုက်တော့ဟုတ်လား မင်းဟုတ်တယ်မင်းကလူကြီးလူကောင်းဆန်အောင်ငါဘယ်လောက်ထိပြုတ်ရင်မင်းရဲ့ပင်ကိုစရိုက်နဲ့ဗီဇာအခုချိန်ဒီရင်တိုင်းပဲမင်းလိုခက်တုံးခက်ညံ့ညံ့မင်းမမျိုးပါလေငါလက်ထပ်ပြီးယူရလောက်မင်းမမျိုးမဟုတ်ဘူး ရှင်ဘာမှပေါ်ပြီးပြောမနေနဲ့ကျမက
ရှစ်အိမ်ကသဘောတူတယ်မိန်းမလောက်ပတ်စံမချမ်းသာလို့တဲ့ပြောစမ်းပါကျမရှင်ကိုမွေးရှာတော်တဲ့လူတယောက်မလို့ချစ်ခဲ့တာမဟုတ်ဘူးရှင်မဘာလုံးမမရှိခင်ကတည်းကကျမရှင်နာမှာနှစ်တည်းအကြာကြီးအတူတူရှိနေပေးခဲ့တာလေရှင်သာကျမကိုတကယ်ချစ်တယ်ဆိုရင်အရာရာအလုံးညှိနှိုင်းပြီးယူလို့ရတာပဲရှင်မကျမကိုတကယ်ပဲချစ်တာရှင်ကကျမကိုရှင်လို့တလို့ပေါင်သွင်းလို့ရမယ်တမဲ့အယုတ်တယုတ်လိုပဲသဘောထားခဲ့တာရှင်နဲ့ပတ်သက်ပြီးကျမကောင်းကောင်းကြီးသိလိုက်ရတာတခုอ่ะရှင်လုံးငွေတစ်ခုပဲသိပြီးတော့အဲ့ဒီငွေအတွက်ဆိုလို့ရှင်နှလုံးသားတော့လဲပြစ်နိုင်တဲ့သူမျိုးစီမှာအချစ်ဆိုတာတကယ်မရှိဘူးဒီနေ့ကစပြီးတော့ရှင်ကိုတိတ်ချစ်ခဲ့တဲ့မေသူထုံးဆိုတာဒီလောကကြီးမှာမရှိတော့ဘူးရှင်ကျမကိုလမ်းခွဲခဲ့ပြီဆိုတော့ဘယ်တော့မှမအကြောင်းနဲ့မှာကျမစီပြန်မလာပါနဲ့你先别吧。好嘞，妈，你唔ပြော點先，ဒါပေမဲ့你စိတ်ဆိုးတော့မှလည်းငါကြောက်တယ် ဘာလဲညီငါ့ကိုချစ်တယ်လို့ပြောမလို့လား ဟင်အဲ့ဘယ်လိုလုပ်ပြီးသိနေလဲ ငါ့ကိုယန္တနာပြောပြရလေ ဟောတော့ဒုက္ခပဲဆိုးရလားဟိုငါ့ကိုစိတ်ဆိုးသွားလားဟဲ့ ဟင်ထက်ငါ့ကိုအတုံးမကြလို့မပြေဆောင်လို့ကိုကြီးကထားသွားတယ်ဆိုတာနင်လည်းသိတာပဲ ငါကတော့လေနေဖြစ်နေလို့ကိုချစ်တယ်ငါချစ်ကနေတယောက်ထဲနဲ့ပြည့်စုံမှာနေကျေးဇူးပြုပြီးငါချစ်ကိုလက်ခံပေးပါနော် ကိုမရှိလဲဖြစ်တဲ့သူရဲ့အနားမှာဘလောက်ပဲနှစ်တွေအကြာကြီးနေပြီးပေးဆက်ခဲ့သူစီကစစ်မှန်တဲ့ချစ်ချင်းတွေကိုကျမတို့ရလာမှာမဟုတ်ပါဘူးတကယ်တော့ကိုမရှိရင်မဖြစ်တဲ့သူရဲ့အနားမှာပဲရှင်သန်နေတဲ့နေလို့ကျမကတော့ထင်ပါတယ်တကယ်တမ်းလူရွေးမှန်သွားတဲ့အခါကိုဟာဘာပဲဖြစ်နေဘလို့လူမျိုးပဲဖြစ်နေပါစေတကယ်ဂရုစိုက်ပေးပြီးတော့အလေးထားအချစ်ခံရပါတယ်